တမိုင်းမှာအာဏာအရှိဆုံးဧကရစ်တယောက်ကသူ့ရဲ့မြင်းကိုဝင်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ဘူးလေဆိုတာတင်ယုံနိုင်မလားဒါဟာယောမမျိုးတော်ကြီးကိုတွေးပြက်စေခဲ့တဲ့ Caligula ရဲ့အစပဲရှိပါသေးတယ်ယောမဧကရစ် Caligula ဟာသူ့ရဲ့အချစ်တော်မြင်းနဲ့စစ်သားကိုလူတွေထက်ပိုတန်ဖိုးထားခဲ့ပါတယ်ဒီမြင်းအတွက်စကြင်ကြောင်းနဲ့လှုပ်ထားတဲ့နန်းတော်ရွှေနဲ့လှုပ်ထားတဲ့အစားအစာခွက်တွေနဲ့ကိုပိုင်စေခံတွေပါထားပေးခဲ့တာပါသူ့ကိုယ်သူနတ်ဖျားတစ်ပါးလို့ကြေညာခဲ့ပြီးနန်းတော်ထဲကနတ်ဖျားရုပ်ထုတွေရဲ့ခေါင်းကိုဖျက်သူ့မျက်နှာနဲ့အစားထိုးခဲ့ပါတယ်သူဟာလက်မင်းနဲ့သမီးနဲ့စကားပြောတဲ့လူတော်ယုံကြည်ခဲ့သူပါအထူးဆန်းဆုံးကတော့သူဟာပင်လယ်နဲ့ဖျားဖုတ်စတုံကိုစစ်ကြေညာခဲ့တာပါသူဟာစစ်တပ်ကြီးကိုကမ်းခြေထိခေါ်သွားပြီးလိမ့်လုံးတွေကိုဓာတ်နဲ့ထိုးဖို့အမိန့်ပေးခဲ့ပါတယ်စစ်နိုင်တဲ့အထိမ်းအမှတ်အဖြစ်ခရုခွန်တွေကိုစစ်တုံးပန်းအဖြစ်ကောက်ခိုင်းခဲ့ပါသေးတယ်ဒါပေမဲ့သူ့ရဲ့ယူသွမှုကရက်စက်မှုဖြစ်လာပါတယ်ကစားပွဲတစ်ခုမှာကျွေးစရာတရိษံအသားကုန်သွားတဲ့အခါခါဝိုက်ကလကကြည်နေတဲ့ပရိသတ်တွေကိုချင်းသေးတွင်းနဲ့တွန်းချပြီးအစာကျွေးခိုင်းခဲ့တဲ့အထိစိတ်မမှန်ခဲ့ပါဘူးနောက်ဆုံးမှာတော့ရောမပြည်သူတွေဟာဒီ UA ကရစ်ကိုဆက်သေးမခံနိုင်တော့ပါဘူးနန်းတွင်းကိုရန်တော်တွေကပဲသူ့ကိုဓာတ်နဲ့အချက်သုံးဆဲကြော်ထိုးတက်ပြီးဒီယူသွမှုကိုအဆုံးသတ်ခဲ့ပါတယ်။အာနာကလူတစ်ယောက်ကိုဒီလောက်အထိယူသွစေနိုင်တယ်ဆိုတာတင်ရောဘလို့ထင်လဲ။နောက်ထပ်ဘလို့အယူဧကရစ်တွေအကြောင်းသိကျင်သေးလဲ။ခါမတ်မှာရေးခဲ့ပါဦး။